ရဟိုအလုံးမင်္ဂလာပါရှင်နေကြပါနေကြရဲ့ holiday vlog လေးကနေပြန်လေးကြိုဆိုပါတယ်အေးရနူဂျီကိုရေဝအောင်တောက်တယ်ပေါ့နော်ဒီနေ့ကအိုဆာကာမှာက first time နေကြရနေပါဒီနေ့စပြီးတော့တွေ့နေရပါပြီပိတ်ရဖြစ်တဲ့ကြောင့်မလို့တနေ့တာအခန်းတန်ရှင်းနေပဲစတင်ရတယ်ပေါ့နော်အိမ်တန်ရှင်းလုပ်တဲ့ကျန်းတိုက်တဲ့အေးရကင်းမှာသပင်ကြီးတွေမကြံအောင်လို့တခြားတန်ရှင်းလုပ်ဖြစ်ပါတယ်အိုဆာကာမှာကလေမနစ်ကဆောင်းတဲ့ဒီနေ့ဆောင်းပိုးအေးတယ်လို့ခံစားရတယ်နောက်ပြီးတော့နေ့လည်းအစောကြီးကြတယ်ပေါ့နော်အခုမှ12လပိုင်းအစားပဲရှိသေးတာကိုနေ့ကအစောကြီးကြတဲ့ကြောင့်မလို့တော်တော်လေးတော့အေးနေပါပြီအိုဆာကာမှာကလေဟီတာဖွင့်တဲ့အခါကျရင်မီတာတက်တာကတခြားအဲ့အပူတန်ကြီးကိုမခံနိုင်တဲ့အတွက်ကြောင့်မလို့ဒီကြီးကခေါင်းလေးတွေဆောင်းလေးတွေကိုပဲတခြားပြင်ဆင်ထားတယ်နောက်ပြီးပကံဆေးတဲ့ဒီနေ့ရဲ့မနက်စာကတော့နေကြီးနေ့ကကြောမှုကနေအကြကွေးဝယ်လာတယ်ပေါ့နော်အဲ့တော့အကြကွေးနဲ့လက်ဖေးနဲ့စားပါမယ်အဲ့အကြကွေးရတာလေးစားလို့ကောင်းတယ်အသားလေးလည်းနုနုညံ့ညံ့လေးနဲ့စားရတာအဆင်ပြေတယ်နောက်ပြီးတော့မြန်မာပြည်ရဲ့အကြကွေးလေးဆိုင်ဒီအကြကွေးလေးကပို့ပြီးတော့စားကောင်းတယ်ပေါ့နော်အီလေးနဲ့ဂျုံသားများရဲ့အတွက်ကြောင့်ဖြစ်မယ်ဒီနေ့ဒီကြီးကတော့ဒီအကြကွေးလေးကိုမကြာခဏဝယ်စားဖြစ်ပါတယ်လက်ဖေးတောက်ဖို့အတွက်ပုံမှန်တိုင်းရင်းနှီးကိုပေါ့နော်တန်းချီနဲ့ပဲတည်လိုက်တယ်ဒီနေ့ကတော့တဲပြီးပြီဆိုတော့ဒီနေ့ကော်ဖီမဟုတ်ပါဘူးလက်ဖေးပါလက်ဖေးတောက်မှာဖြစ်ပါတယ်အဲ့တော့လက်ဖေးနဲ့အကြကွေးလေးနဲ့ထားလိုက်ပါအောင်မင်းနော်ဒီကြီးရဲ့တနေ့တာကတော့မနက်ပိုင်းရပဲပေါ့နော်အိမ်တန်ရှင်းလောက်တာမနက်စာပြင်တိုင်းတွေကို9နာရီထိုးသွားပါတယ်အဲ့တော့မနက်စာလေးစားပြီးတော့လှုပ်ရှားရှိရဲ့လုပ်လေးတွေကိုဆက်လုပ်လိုက်ပါအောင်မယ်နော်ဒီကြီးရဲ့ view လေးကိုဆုံးထိကြည့်ပေးတဲ့ကျေးဇူးပါ see you next video bye bye